ဖယင်ကတူတောင်းစားဤဇနီးကိုလိုချင်သည့်ပုံပြင်ထောင်းကန်ဖလားအချင်းချုပ်ထောင်းကန်ဖလားတုံးကန်ဖလားသည်ထိုင်းရိုးရပုံပြင်တပုတ်ဖြစ်သည်ဖယင်တပါးကတူတောင်းစားတဦး၏လှပါသောဇနီးကိုလိုချင်ခဲ့သည့်အကြောင်းဖြစ်သည်ဖယင်သည်တူတောင်းစားအားမဖြစ်နိုင်သောအလုပ်များကိုလုပ်ခိုင်းသည်တေးစေရန်ကြံစီခဲ့သည်သို့သောတူတောင်းစားသည်ဉာဏ်ပညာနှင့်ကံကောင်းခြင်းတို့ကြောင့်အခက်အခဲများကိုကျော်လွှားနိုင်ခဲ့ပြီးဖယင်၏ကြံစီမှုများမအောင်မြင်ခဲ့သည်နောက်ဆုံးတွင်ဖယင်သည်သူ၏လုပ်ရက်များအတွက်နောင်တရပြီးတူတောင်းစားနှင့်သူ၏ဇနီးအားလွတ်လပ်စွာနေထိုင်ခွင့်ပြုခဲ့သည်ဘဝပေးသင်ခန်းစာဉာဏ်ပညာနှင့်ဇွဲလုံလမမျှတမှုများနှင့်ရင်ဆိုင်ရသောအခါဉာဏ်ပညာနှင့်ဇွဲလုံလရှိခြင်းသည်အခက်အခဲများကိုကျော်လွှားနိုင်ကြောင်းပြသသည်မတရားမှုကိုစန့်ကျင်ခြင်းအာဏာရှိသူ၏မတရားမှုကိုခံယူမနေဘဲခုခံကားကွယ်တင်ကြောင်းတွယ်ဝိုက်သောနည်းဖြင့်သင်ခန်းစာပေးသည်ကံကြမ္မာ၏အလှက်အပြောင်းလူတအူ၏ကံကြမ္မာသည်မတရားသောလုပ်ရက်များကြောင့်ပြောင်းလဲနိုင်တော်လေတရားမျှတမှုကနောက်ဆုံးတွင်အနိုင်ရကြောင်းဖော်ပြသည်